moisturizer သုံးလို့ရှိရင်အသားကြည်လင်လာဖို့ကြည်ဝင်းလာဖို့အချိန်ဘယ်လောက်ပေးရမလဲပေါ့ moisturizer ရဲ့အဓိကလုပ်ဆောင်ချက်ကအဆိုတက်ထိန်းပေးဖို့ပဲဒါကတော့သူ့ရဲ့ main function ပဲဒါပေမဲ့ The Mist Essential ရဲ့ Triple Glow Hydration Moisturizer မှာဆိုလို့ရှိရင်တော့အသားရည်ကို level up လုပ်ပေးနိုင်တဲ့ပါဝင်ပစ္စည်းရှိတာကြောင့်မို့ Maxi တွေကစိတ်ဝင်စားမေးကြတယ်မဆုဒီ moisturizer ကိုတော့ရင်ဘယ်လောက်ဆိုရင်ဝတ်ချက်ပြောင်းမှာလဲဘယ်လောက်ဆိုအမရဲ့ပြောင်းမှာလဲစသည်ဖြစ်ပေါ့ဆိုတော့ကဒီနေ့ဗီဒီယိုထဲမှာဆုဒီအကြောင်းလေးသေချာလေးရှင်းပြပေးမယ်ဆိုတော့ရဲ့ moisturizer တစ်ခုတည်းပို့တာတော့အမှန်ပဲဒီလိုပုံစံလေးဖြစ်စေခြင်းတဲ့အတွက်နှစ်တည်းအကြာကြီးကိုသေချာ formulate လုပ်ထားတယ် ingredients တစ်ခုချင်းစီစဉ်းစားပေးထားတယ်အဲ့တော့ဒီတစ်ခုနဲ့အသားရှည်ကလိုအပ်တယ်ရေရက်ပြေတာပြီးလို့ရှိရင်ဝက်ချက်နေအများကြီးတက်တာဒါတွေဖြစ်ဖို့အတွက်ဆိုရင် skin ရဲ့ barrier ကောင်းမှုလိုတယ်ပြောရမယ်ဆိုလို့ရှိရင်တော့ skin ကခံနိုင်ရည်အားကောင်းမှုလိုတယ်အဲ့ဒီ barrier ကိုကောင်းတိဆောက်ပေးနိုင်တယ်လို့ပြောလို့ရတယ်နောက်ပြီးတော့လိမ့်လို့လည်းကောင်းနေလို့လည်းကောင်းဖြစ်ရမယ် makeup အောက်ခံလိမ့်လည်းမကွက်ဘူးစသည်ဖြစ်ပေါ့ skin changes ရေလို့ဆိုတဲ့နေရာမှာကိုယ့်ရဲ့ hormone ကဘယ်လောက် balance ဖြစ်လဲကိုယ့်ရဲ့ hormones ပေါ်လည်းအများကြီးမူတည်ရပြီးတော့ lifestyle ပေါ့အစားအသောက်ကစားလို့အနေအထိုင်အသွားအလာဒါတွေကလည်းတက်ရောက်ပြန်တယ်အဲ့တော့ overall အကုန်လုံး skin care routine ပေါ့နော် cleanser တေချာလုပ်လား sun protection လုပ်လား skin care ကိုတေချာညှိပြီးတော့သုံးလားမတည့်တာတွေကိုမသိပဲသုံးနေမိတာရှိလားတေချာမသုံးပဲတစ်မျိုးပြီးတစ်မျိုးပြောင်းသုံးနေရမျိုးရှိလားဒီအချက်တွေပေါ်မူတည်ပြီးတော့လေအာနိသင်ကမြန်မြန်ရလားမရလားကြာမလားစသည်ဖြစ်လဲကွဲပြားနိုင်တယ်skin dehydration ဖြစ်တာအတွက်ဆိုရင်တော့အမြန်ဆုံး3ရက်ကနေပြီးတော့ရေရှည်ပုံမှန်3ပေးရုံနဲ့စုပြေးကြည်လင်လာတယ်တင်းတင်းချောက်ချောက်ကြည့်ရတော့မဖြစ်စီရတော့ဘူးဒါကတော့3ရက်လောက်ကနေစပြီးတော့ကောင်းစေနိုင်တယ်နောက်တစ်ခုကတော့ skin barrier damage ဖြစ်တဲ့သူဆိုရင်တော့2လ3လဆွဲ3ပေးရမယ် damage ဖြစ်စေတဲ့အရာကိုအဓိကတော့ရှောင်ဖို့တော့လိုတာပေါ့နော်ဆိုပါစို့က damage ဖြစ်တဲ့အဆင်မပြေတဲ့ပစ္စည်းရလဲသုံးတယ်ဒီ barrier အများကြီးတက်တာပေးစေတဲ့သူရဲ့ triple glow ကိုလည်းသုံးတယ်ဆိုလို့ရှိရင်တော့ပြောရမယ်ဆိုရင်တော့တက်တာချင်မှတက်တာမယ်အဲ့တော့အနာနဲ့ဆေးနဲ့တွေးဖို့ဆိုရင်ဒီအနာကိုဖြစ်နေတာဘာလဲဆိုတာသိပြီးတော့ရှောင်ကျဉ်ဖို့ကုသဖို့လိုအပ်မယ်ဝက်ချန်ပေါက်တဲ့သူတွေအတွက်ဆိုရင်တော့တခြား acne prone skin care routine ပေါ့နော်ဒီຢာထဲမှာ moisturizer ပါထည့်ပြီးတော့သုံးမယ်ဆိုရင်တော့အများကြီးကုသပေးဖို့ပြီးတော့အမာရုပ်တက်တာစီဖို့တော့အများကြီးအထောက်အကူပြုနိုင်မယ်ဒါပေမဲ့ဝက်ချန်အများကြီးပို့ပြီးတော့ထိရောက်မှုရှိရဲ့ routine ကိုကမလုပ်ထားဘူးဆိုလို့ရှိရင်တော့ကြာနိုင်တာပေါ့နော်ပြီးတော့ဘောကပြောသလို hormone တွေ lifestyle တွေအကုန်လုံးနဲ့လည်းပြန်ဆိုင်ပြန်အောင်အမဲဆက်တွေပြဖို့ဆိုရင်တော့ဒီတစ်ခုတည်းနဲ့3လလောက်မှာတိတိတက်တာကြည်လင်လာတာကိုခံစားရမယ်အရှင်းပြဖို့ဆိုရင်တော့လေထပ်ပြီးတော့အပေါ်ကပြောတဲ့အချက်တွေနဲ့သက်ဆိုင်ပြန်ရောအဲ့တော့ဒီကုန်းချုပ်ပြီးပြောရမယ်ဆိုရင် moisturizer ဆိုတာက skin care routine တစ်ခုလုံးရဲ့အစိတ်အပိုင်းတစ်ခုသာဖြစ်လို့ကိုကထိမ့်သိမ့်ဖို့ကိုအဓိကလှုပ်ဆောင်ရမယ်ရှောင်ကျဉ်ဖို့လိုက်နာဖို့လေးတွေလည်းလှုပ်ဆောင်ပြီးတော့ပုံမှန် skin care လုပ်သွားရင်တော့ကြည်လင်စုပြေတဲ့အသားရည်လေးကိုပိုင်ဆိုင်မယ်လို့ဆိုတာအကြံပေးချင်ပါတယ်ရှင်